မင်္ဂလာပါရှင်ကျမနာမည်ကမစ်စုပါမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတုတ္တပါကျွန်တော်အသက်က10နှစ်ပါကျမကတုတ္တရဲ့အမပါကျမအသက်က18နှစ်ပါကျမမှာမိသားစု4ယောက်ရှိပါတယ်မေမေဖေဖေမောင်လေးနဲ့ကျမဖေဖေကဆရာဝန်မေမေကအိမ်ရှင်မမောင်လေးကကျောင်းသားကျမကဆရာမဖေဖေကဆေးကုတယ်မေမေကဟင်းချက်တယ်ပကံစေးတယ်အဝတ်လျှော်တယ်အိမ်သန့်ရှင်းရေးလုပ်တယ်မီးပူတိုက်တယ်မောင်လေးကစာလုပ်တယ်စာဖတ်တယ်ဂိမ်းကစားတယ်TV ကြည့်တယ်ကျမကစာသင်တယ်ကျမရဲ့ဝါသနာကသီချင်းဆိုတာပါကျမကသီချင်းဆိုရတာကြိုက်တယ်ကျမကအဆိုတော်ဖြစ်ချင်တယ်မောင်လေးရဲ့ဝါသနာကဘောလုံးကန်တာပါဘောလုံးကန်ရတာသူကြိုက်တယ်သူအကြိုက်ဆုံးဘောလုံးကစားသမားကရိုနယ်ဒိုပါဖေဖေရဲ့ဝါသနာကစာဖတ်တာပါသူကစာဖတ်ရတာကိုအရမ်းကြိုက်ပါတယ်သူအကြိုက်ဆုံးစာရေးဆရာကပုံညခင်ပါမေမေရဲ့ဝါသနာကဟင်းချက်တာပါဟင်းချက်ရတာကိုသူအရမ်းကြိုက်တယ်မေမေကကျမတို့အိမ်ရဲ့စဖိုမှုပါမေမေဟင်းချက်တာအရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်နောက်မှတွေ့ကြမယ်ဘိုင်ဘိုင်